ဒီပင်ကတော့ဟင်းနဲ့နွယ်ကြီးအဖြူပင်ဖြစ်ပါတယ်သူ့ရဲ့ရွက်နဲ့အစိတ်ကတလိပ်ကိုဖြစ်ပွားစေတတ်ပြီးတော့လေးစေတတ်ပါတယ်ငိုင်းမြီးစေတတ်ပါတယ်စီးဝမ်းကိုရှင်စေတတ်ပါတယ်အေးပြီးတော့နှုတ်ကိုမြင်စေတတ်ပါတယ်တိကျပူခြင်းကိုပယ်ဖြောက်စေတတ်ပါတယ်အုံနောက်ကိုကြီးလင်းစေတတ်ပြီးတော့နှာစေးခြင်းနဲ့အသေးပူလောင်ခြင်းတွေကိုပယ်ဖြောက်စေတတ်ပါတယ်မြင်းတဲ့အိမ်နာကိုအကျိုးပြုစေတတ်ပြီးတော့စီးချုပ်ခြင်းနဲ့စီးပူခြင်းယောဂါတွေကိုတက်တာကောင်းကင်စေတတ်ပါတယ်အိန္ဒိယနဲ့တခြားတိုင်းရင်းဆေးပညာရှင်တွေကတော့သူ့ရဲ့အပင်ကအဖျားတက်ခြင်းနဲ့ဝန်းပြက်ခြင်းတွေစတဲ့ဝေဒနာတွေကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်ဗဇက်နဲ့လေချောင်းမှာရောင်ရမ်းခြင်းတွေကိုလည်းတက်တာပြောင်းကင်းစေနိုင်ပြီးတော့အပူချောင်းအဖုဖိတ်ထွက်တာတွေဆိုလို့ရှိရင်လည်းတက်တာပြောင်းကင်းစေတတ်တယ်လို့ဆိုပါတယ်အစိတ်နဲ့အရွက်ကို6ပြုပြီးတော့ဖြော်ရည်လုပ်ပြီးတော့တောက်ပေးမယ်ဆိုလို့ရှိရင်တော့သွေးယောဂါနဲ့အေးမိခြင်းတွေကိုကာကွယ်နိုင်တဲ့အပြင်စီးသွားစေတဲ့ဂုဏ်သတ္တိများ